များတို့မြင်နေရတဲ့ဒီမျက်နှာလေးကအမြဲတမ်းပြုံးနေတတ်ပင်ပဲဒီပြုံးတွေရဲ့နောက်ွယ်မှာဘလောက်တောင်ကြောက်ရွံ့မှုတွေရှိခဲ့မလဲဆိုတာခင်ဗျားတို့စဉ်းစားကြည့်ဘူးလားလူတွေကသူ့ကိုဘောဝဟန်ဆန်လို့ခေါ်ကြတယ်သူ့ရဲ့ရုပ်ရည်ကိုပဲသားပေးပြီးချီးကျူးကြတယ်ဒါပေမဲ့ BTS ရဲ့အကြီးဆုံးအကူကင်စော်ခြင်းအတွက်တော့ဒီရုပ်ရည်ဟာအောင်းကြီးတစ်ခုတည်းဆိုင်ဝင်တော့ဝင်ဖို့တစ်ခုဖြစ်ခဲ့ပူပါတယ်သူဟာအနုပညာလောကထဲကိုရောက်လာတာကသချင်းဆိုခြင်းလို့မဟုတ်ပါဘူးကခြင်းလို့လည်းမဟုတ်ပါဘူးသူဟာမင်းသားတစ်ယောက်ဖြစ်စဉ်ခဲ့တာပါဒါပေမဲ့ကကြမာကသူ့ကိုလမ်းမထက်မှာဟန်ဆွဲပြီးလုံးဝမကျွမ်းကျင်တဲ့လောကသစ်တစ်ခုတည်းကိုပြစ်ထည့်လိုက်တဲ့အခါသူဘလို့တွေရုန်းကန်ခဲ့ရမလဲကျွန်တော်ပိုးကောင်ပါဒီနေ့တော့ BTS ရဲ့ထောက်တိုင်ကြီးဂျင်ရဲ့မောင်စိုးဒိတ်တွေကဇလန်းတွေကိုပြောပြပါမယ်ဂျင်ရဲ့ဇလန်းကတကယ်ကိုရုပ်ရှင်ဆန်းပါတယ်သူဟာတက္ကသိုလ်မှာတရုတ်ဆောင်ဘာသာရေးနဲ့ကျောင်းတက်နေတဲ့တာမန်ကျောင်းသားလေးတစ်ယောက်ပါဒီနေ့မှာတော့ကျောင်းသွားဖို့ဘတ်စကားပေါ်ကဆင်းလာတော့ဘင်းဟစ်ကုမ္ပဏီကသူ့ကိုလမ်းမနဲ့ကမ်းလှမ်းခဲ့ပါတယ်အဲ့ဒီအချိန်မှာဂျင်ဟာတချင်းလည်းမဆိုတတ်ဘူးကလည်းလုံးဝအခြေခံမရှိဘူးသူသိတာကတရုတ်ဆောင်ရမယ့်အမူအရာတွေပဲရှိတာပါဒါပေမဲ့သူဟာစိန်ခေါ်မှုကိုလက်ခံခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ကိုယုံကြည်လို့ကမ်းလှမ်းတဲ့သူကိုကောင်းဆုံးတက်တည်ပြခြင်းနဲ့စိတ်ကြောက်ပါပဲဒါပေမဲ့ဒီဆုံးဖြတ်ချက်တွေဟာသူ့ဘဝရဲ့အခက်အခဲဆုံးငရေကန်းတစ်ခုဖြစ်လာမယ်လို့သူမထင်ထားခဲ့ပါဘူး BTS အဖွဲ့ဝင်တွေဟာတယောက်ချင်းစီမှာကိုယ်ပိုင်ပါရမီတွေရှိကြပါတယ် Red Monster က Red ပါရမီရှင်ဂျင်မင်နဲ့ဂျေဟုတ်တို့ကကားကတ်တွေမှာပြီးပြည့်စုံအောင်တော်လုံးနေဂျင်ကတော့ဘာမှမရှိခဲ့ပါဘူးသူဟာဖွဲ့ထဲမှာအသက်ကြီးဆုံးဖြစ်ပေမဲ့ရေချစ်ပိုင်းမှာတော့အားနည်းဆုံးလို့ကိုသတ်မှတ်ထားခဲ့လေ့ကျင့်ရေးအခန်းထဲမှာကျန်တဲ့သူတွေကကားကွက်တစ်ခုကိုတနာရီတွင်းရသွားချိန်မှာဂျင်ကတော့အဲ့ဒီကားကွက်တစ်ခုတည်းကိုပဲတညာလုံးအေးအေးပြတ်ခံပြီးလေ့ကျင့်ခဲ့ရပါတယ်ငါကြောင့်အဖွဲပြတ်သွားမလားငါကအဖွဲအတွက်ဝင်တော့ဝင်ဖို့ဖြစ်နေမလားဒီအတွေးတွေကသူ့ကိုညာတိုင်းခြောက်လန့်နေခဲ့တယ်သူဟာတခြားသူတွေထက်ဆယ်သားမကပူကြိုးစားခဲ့ရတယ်အဖွဲသားတွေမနှက်ဆာစားနေချိန်မှာသူကလေ့ကျင့်ခန်းတွေလုပ်နေခဲ့အဖွဲသားတွေအိတ်နေချိန်မှာသူကမှန်ရှိမှကားကွက်တွေကိုပြန်တိုက်နေခဲ့ရတာပါဒါလည်းမကသေးပါဘူးဗျာဂျင်ဟာသူ့ရဲ့ကိုယ်ပိုင်ခက်ခဲတွေကြားတဲ့ကနေဖွဲ့သား6ယောက်လုံးကိုပြီးခင်1ယောက်လိုဖခင်1ယောက်လိုပြုစုဖြိုးထောင်ပေးခဲ့ရပါသေးတယ်အသက်15နှစ်16နှစ်အရွယ်ပဲရှိသေးတဲ့ညီလေးတွေမိသားစုကိုလွမ်းပြီးငိုနေတဲ့အခါဂျင်ဟာကိုယ်တိုင်လည်းဝမ်းနည်းခဲ့ပေမဲ့မျက်ရည်တွေကိုအကျိတ်ပြီးညီလေးတွေကိုအင်းချွတ်ကြွေးခဲ့တယ်တောင်းလိုက်ပို့ပေးခဲ့တယ်သူဟာကိုယ့်ရဲ့နာကျင်မှုတွေကိုဘယ်သူမှမပြောဘဲအဖွဲ့သားတွေရဲ့စိတ်တက်မကြအောင်နောက်ွယ်ကနေထိန်းချောင်းပေးခဲ့တဲ့အတန်တိတ်သူရဲကောင်းပါပဲလူတွေကသူ့ကိုမင်းကရုပ်ပဲရှိတာအဆိုကတိတ်မကောင်းဘူးလို့ဝေဖန်ခဲ့ကြတဲ့ချိန်တွေမှာတော့ဂျင်ဟာဘာမှမပြောဘဲပိုပြီးပြင်းပြင်းထန်ထန်လေ့ကျင့်ခြင်းနဲ့ပဲတုံ့ပြန်ခဲ့ပါဒီလိုနဲ့တုံညာကနေစတင်ခဲ့တဲ့မင်းသားလောင်းလေးဟာ BTS ဆိုတဲ့ဖွဲ့ကြီးနဲ့အတူစင်မြင့်ထက်ကိုစတင်ခြေချခဲ့ပါတယ်ဒါပေမဲ့ဒီအောင်မြင်မှုတွေရလာတဲ့အချိန်မှာလည်းသူ့အတွက်နောက်ထပ်စိန်ခေါ်မှုကြီးတွေကစောင့်ကြိုနေခဲ့ပါသူဘလို့လုပ်ပြီး Saber Boys လို့တင်စားခံရတဲ့အထိအတန်ကိုပိုင်နိုင်သွားခဲ့တာလေပြီးတော့သူပေးဆက်ခဲ့ရတဲ့ကြီးမားဆုံးနစ်နာခံမှုတွေကဘာတွေဖြစ်မလဲမင်းကရုပ်ပဲရှိတာတန်ကတိတ်မထူးကြဘူးဒါဟာဂျင်ရဲ့အနုပညာတက်တန်းတစ်လျှောက်မှာအချိန်ချင်းကြားခဲ့ရတဲ့ကဲ့ရဲ့တန်တွေပါပဲဒါပေမဲ့ဂျင်ဟာဒီစကားတွေကိုဒေါသနဲ့မတုံ့ပြန်ခဲ့ဘူးသူဟာသူ့ရဲ့အိတ်ခမ်းထဲမှာလေ့ကျင့်ရေးခန်းတွေမှာတန်ကိုလေ့ကျင့်နေခဲ့တာပါ2016ခုနှစ်မှာထွက်လာတဲ့သူ့ရဲ့ဆိုလိုသချင်းဟာဝေဖန်သူတွေရဲ့ပါဇက်ကိုပိတ်ပစ်လိုက်တဲ့ခိုက်တက်မှာပဲငါဟာတခြားသူတွေလိုပြန်တန်းနိုင်မှာမဟုတ်ပြင်ပဲငါရဲ့တောင်ပန်တွေကိုတော့ငါပြန်ထားအောင်မှာပဲဆိုတဲ့စာသားတွေဟာသူ့ရဲ့ဘဝမှန်ကိုဖော်ပြနေတာပါသူဟာဘယ်တော့မှရှုံးမပေးခဲ့ပါဘူးချိန်တွေကြာလာတဲ့အခါမှာတော့ဂီတပညာရှင်တွေကသူ့ရဲ့အတန်ကို Saber Boys လို့စတင်သတ်မှတ်လာကြပါတယ်အဖြစ်လို့လဲဆိုတော့သူ့ရဲ့အတန်ဟာနားထောင်သူတွေရဲ့နှလုံးသားကိုတိုက်ရိုက်ထိမှန်စေတဲ့ခံစားချက်အပြည့်ပါဝင်နေလို့ပါဂျင်းရဲ့နုပညာလန်ခီးမှာအရေးကြီးဆုံးခိုက်တန့်ကိုပြောပြပါဆိုရင်ဒီတခြင်းမှာပဲအဲ့ဒီမတိုင်ခင်ကဂျင်ဟာဖွဲ့သားတွေအတွက်ပြည်သက်တွေအတွက်ပဲမြဲရှင်နိုင်ခဲ့တာပါသူဟာသူ့ရဲ့နာကျင်မှုတွေကိုဖုံးကွယ်ခဲ့တယ်ဒါပေမဲ့ဒီတခြင်းမှာတော့သူဟာကဘာကြီးကိုရဲရဲဝံ့ဝံ့ကြေညာခဲ့ပါတယ်သူဟာပြီးပြည့်စုံတဲ့လူမဟုတ်ဘူးဆိုတာကိုသူလက်ခံလိုက်တဲ့နေ့မှာပဲသူဟာအလှပဆုံးလူဖြစ်လာခဲ့ပါတယ်လူတန်းပေါင်းများစွာဟာ
သူ့ရဲ့ဒီသတင်းစကားကြောင့်ကိုပြန်ချစ်တက်လာကြတယ်။ချင်းဟာဆိုတော့တယောက်တည်းမကပဲလူငယ်တွေအတွက်စိတ်သက်ခွန်အားပေးတဲ့လမ်းပြချက်တစ်ခုဖြစ်လာခဲ့ပါတယ်။အောင်မြင်မှုတွေရဲ့ထိပ်ဆုံးကိုရောက်နေချိန် BTS ဖွဲ့ဝင်တွေအားလုံးတစ်ကမ္ဘာလုံးကိုလွှမ်းမိုးထားခဲ့တဲ့အချိန်မှာချင်းဟာနောက်ထပ်ခက်ခဲဆုံးဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပါတယ်။ဒါကတော့ကိုရီးယားနိုင်ငံသားတယောက်ရဲ့တာဝန်ဖြစ်တဲ့စစ်မှုထမ်းခြင်းပါပဲ။သူဟာအဖွဲ့ဝင်တွေထဲမှာပထမဆုံးစစ်ထဲဝင်ဖို့ဆုံးဖြတ်ခဲ့တာဟာသူ့ရဲ့ညီလေးတွေကိုလမ်းဖောက်ပေးခဲ့တာပါပဲစစ်ထဲဝင်ငယ်မှာသူဟာပြည်သက်တွေအတွက်လက်ဆောင်တစ်ခုချန်ထားခဲ့တယ်ဒါကတော့မောင်ထဲမှာလမ်းပြောင်းနေတဲ့အခါအများတို့ဟာအလင်းရောင်ပါပဲဆိုပြီးသူ့ရဲ့ပြည်သက်တွေကိုညှိထွေးစွာနဲ့နှုတ်ဆက်ခဲ့ပါတယ်စစ်တပ်ထဲမှာလည်းသူဟာအကြီးဆုံးအကိုပြပြစံပြစစ်သားတစ်ယောက်ဖြစ်အောင်ကြိုးစားခဲ့ပြီးအောင်မြင်စွာနဲ့ပြန်လာနိုင်ခဲ့တာကိုကြည့်ရင်သူ့ရဲ့ဇွဲလုံးလားဟာဘယ်နေရာမှာမဆိုထောက်တောက်နေတာကိုတွေ့ရမှာပါကင်စော်ချင်းရဲ့ဘဝဆက်ကြောင်းကကျွန်တော်တို့ကိုဘာတွေသင်ပေးလဲပါရမီဆိုတာထက်ဇွဲလုံးလားကပိုပြီးစကားပြောတယ်ဆိုတာပါပဲသူဟာတုံညာကနေစတင်ခဲ့ရသူပါလူတွေရဲ့ဝေဖန်မှုကိုပြုံးလေးခံယူရင်နောက်ွယ်မှာတော့သွေးချွေးညှက်ရည်တွေနဲ့ကိုတူးဆွခဲ့ရတဲ့သူပါအများကရောကိုရည်ချင်းမရှိဘူးလို့ထင်နေလားဂျင်းကိုကြည့်ပါပန်းတပွင့်ဟာသူ့အချိန်နဲ့သူပွင့်လာမှာပါဆိုတဲ့စကားအတိုင်းအများရဲ့အချိန်ရောက်လာရင်လည်းအများဟာတောက်ပတဲ့ငွေရောင်တန်ပိုင်ရှင်ဖြစ်လာနိုင်ပါတယ်ဗျာဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်ပိုးကောင်ပါနောက်တစ်ပတ်မှာပြန်တွေ့ကြမယ်ဗျာ